ပေါ်တူဂီမှာရိုနယ်ဒိုလုပ်ပေးခဲ့တာတွေကိုလွယ်လွယ်မေ့ကုန်ကြပြီအားလုံးမင်္ဂလာပါမှတ်မိကြသေးလားဗျ2022ခုနှစ်တုန်းကရိုနယ်ဒိုမပိုင်ပေါ်တူဂီကပိုကောင်းတယ်ပြောပြီးရိုနယ်ဒိုကိုပတ်ထုတ်ခဲ့ကြတာဒါပေမဲ့ပေါ်တူဂီကမ္ဘာ့ဖလားပြိုင်ပွဲကနေထွက်ရတော့အားလုံးရဲ့ပါဇက်ပြားမှာရိုနယ်ဒိုတယောက်ကပဲအပြစ်တွေတင်ခံခဲ့ရတာပါအရန်ကုန်တိုင်းရန်လို့လောင်မြောင်ခဲ့ရတာကတစ်ပိုင်းသူမပိုင်ပိုကောင်းတယ်ဆိုတဲ့ပေါ်တူဂီတို့ရဲ့ချိုးနှိမ်မှုတွေကောင်းခံခဲ့ရတာကတစ်ပိုင်းအဲ့ချိန်ကျတော့ရိုနယ်ဒိုကပွဲတော်ကစားသမားမဟုတ်ခဲ့လို့ဆိုပြီးဘယ်သူမှမညာတာခဲ့ပါဘူးအခုလေပြီးခဲ့တဲ့တစ်နှစ်အတွင်းရိုနယ်ဒိုမပါဘဲကစားခဲ့တဲ့၃ပွဲမှာပေါ်တူဂီတို့တပွဲပဲနိုင်သေးတာကိုရိုနယ်ဒိုကပေါ်တူဂီရဲ့တလန်းကိုပိတ်နေတဲ့ဆိုပြီးဝေဖန်နေကြပြန်ပြီဖြစ်ပါတယ် UEFA National League Champion ဖြစ်ခဲ့တဲ့ဂျွန်လာတုန်းကဆီမီပိုင်နယ်မှာဂျာမနီဘက်ကိုနိုင်ကိုသွင်းပေးခဲ့တာကဘာတူလဲဖိုင်နယ်မှာစပိန်ဘက်ကိုချီပါကိုသွင်းယူပေးခဲ့တာကတော့ဘာတူလဲလူတွေကရိုနယ်ဒိုပေါ်တူဂီတို့လှုပ်ပေးခဲ့တာတွေကိုလွယ်လွယ်နဲ့မေ့ကုန်ကြပါတယ်အတိမပြဖို့သတိမရှိကြပါဘူးဒါမှမဟုတ်ရိုနယ်ဒိုစီကပုံမျိုးလင်းနေကြတာမျိုးလည်းဖြစ်နိုင်ပါတယ်ရိုနယ်ဒိုမတိုင်ခင်ပေါ်တူဂီသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မှုရာခိုင်နှုန်းက16.65ရာခိုင်နှုန်းပဲရှိခဲ့တာပါဒါကဘာကိုဆိုလိုတာလဲဆိုရင်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပခဲ့တဲ့16ကြိမ်အတွက်ပေါ်တူဂီနိုင်ငံက3ကြိမ်ပဲပါဝင်ကစားနိုင်ခဲ့တာကိုဆိုလိုတာဖြစ်ပါတယ်ဒါပေမဲ့ရိုနယ်ဒိုကသူ့ခေတ်မှာကမ္ဘာ့ဖလားပြိုင်ပွဲ6ကြိမ်ကျင်းပခဲ့ရ6ကြိမ်လုံးခြေစစ်ပွဲအောင်ဖို့ပေါ်တူဂီကိုကူညီပေးနိုင်ခဲ့ပါတယ်ဒါတရားဝင်လို့ရှိတဲ့အောင်မြင်မှုမျိုးပါပြီးတော့နှစ်ပေါင်း85နှစ်အတွင်းနိုင်ငံတကာပြိုင်ပွဲမှာဖိုင်နယ်တစ်ချိန်မှမရောက်ဘူးတဲ့ပေါ်တူဂီကရိုနယ်ဒိုနဲ့တူ22နှစ်အတွင်းဖိုင်နယ်4ကြိမ်တက်နိုင်ခဲ့ပြီး3ကြိမ်ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်ဒါတွေလုပ်ပြခဲ့ရတော့ပေါ်တူဂီအတွက်ရိုနယ်ဒိုရဲ့ဆွမ်းဆောင်ရည်ကိုလူတွေအတိအမှတ်မပြုတ်ချင်ကြပါဘူးဒါမျိုးကိုတာမန်ကစားသမားတအုပ်ကလုပ်ပြနိုင်မယ်ထင်နေကြတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်ယခုလက်ရှိမှာလည်းရိုနယ်ဒိုရဲ့နိုင်ငံဆွမ်းဆောင်ရည်ကဆိုးရွားနေတာမျိုးမဟုတ်ပဲပေါ်တူဂီအတွက်နောက်ဆုံးကစားပေးခဲ့တဲ့14ဝက်မှာ3ဂိုး73ဂိုးနဲ့ဂိုးမှန်နေမှုတစ်ချိန်ပြုလုပ်ပေးထားနိုင်ခဲ့ပြီးလေးစင်သိန်းရဲ့ဘယ်ပေါ်တော့ကစားသမားတက်မဆိုပွဲကစားချိန်ပိုနေပြီးဂိုးပဝင်ပတ်သက်မှုပိုလို့ထားနိုင်တာဖြစ်ပါတယ်ဒါပေမဲ့ဒါတွေကိုမေ့ပြီးတပွဲလောက်ဂိုးပြတ်နိုင်ရတာနဲ့ရိုနယ်ဒိုမပါရင်ပေါ်တူဂီကပိုကောင်းတဲ့အသင်းဆိုပြီးပြစ်ကုန်ကြပြန်ရောဒါကြောင့်ပေါ်တူဂီကန်နဝဲကစားသမားဟောင်းကြီးလူဝီဖီကိုရဲ့2022ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကမှတ်ချက်ကိုပြန်ပြောပြရရင်ဆွစ်ဇာလန်အသင်းကိုဂိုးပြတ်နိုင်ခဲ့တာမှန်ပေမဲ့ဘောလုံးလောကမှာဒီလိုဂိုးပြတ်နိုင်ဝဲမျိုးသူတို့အမြဲဖော်ဆောင်နိုင်မှာမဟုတ်ပါဘူးရိုနယ်ဒိုကိုရန်ကုန်ထားပြီးကမ္ဘာ့ဖလားယူမယ်ဆိုတာကတော့အဓိပ္ပာယ်မရှိပါဘူး